ကဲဒီကနေ့ဘူဘူက12တန်းမှာပါတဲ့ဥဩရေးတဲ့ဩဝါဒထူးပြုတ်ဖတ်ပြပါမယ်လိုက်မှတ်ကြနော်ဘူဘူကတိုင်းရင်းသားဆိုတော့မြန်မာစကားသိမ့်မပီလို့သိခံပြီးတော့နားထောင်ပေးပါကဲတဲ့စကြမယ်ဩဝါဒထူးပြုတ်ရာဇာဘုံရှိပြည်လုံးမိကိုနီးတိကျမ်းကျင်တန်ဆာဆင်တော်ဂုံအင်အထူးကျေးဇူးရှိသူထိုးထိုးလူကိုမပြူဒေါသမမထပဲနှိမ်ချခြင်းကျင်တန်ဆာဆင်တော်ရုပ်သွင်ပြိုထွားမိမအားမူတေကြားဆောင်လျှောက်ရွံ့မဖောက်ပဲရှက်ကြောက်ခြင်းရှင်တန်ဆာဆင်တယ်လင်းနဲ့မယားသူတို့အားမူမုံထားမလို့ချစ်ကြည်ညိုခဲ့လူဘိုတကာယူတရားသည်တစ္ဆာခိုင်ကြီးတည်ကြည်ခြင်းရှင်တန်ဆာဆင်တော်ဝမ်းကျင်သာကျဲအိမ်မာဝယ်ကားတငယ်သာခြင်းတန်ဆာဆင်ကျဲမြနှံ့သည့်ပညာရှိမှုကဝိပြူငါစံကာထာနှင့်ကဗျာတန်ကြိုဖွဲ့ဆိုခြင်းလျင်တန်ဆာဆင်တော်နှုတ်မင်္ဂလာစကားမာကားအတာအချိုသူနာလိုအောင်မိတ်ဆိုခြင်းဖြင့်တန်ဆာဆင်တော်တန့်စင်ကြည်ဖြူကိုမူကိုင်းစံမြူချမ်းမြဒေါသမတင့်အကျင့်တည်ကောင်းခြင်းသည်လျင်တန်ဆာဆင်ဤရွှဲအင်လွန်သူမိမမှုကားမူရူငိမ်စိတ်မွေ့တိမ်ခြင်းရှင်တန်ဆာဆင်တော်ပျော်ရွှင်စလိုနှလုံးကိုမူကုသိုလ်ကောင်းမှုမကောင်းမှုဟုနှစ်ခုရောရာအာသာစုံမတ်နှစ်သက်မူးမော်မွေ့လျော်ခြင်းရှင်တန်ဆာဆင်ဤဒီ10ချက်ကိုလိုက်နာကြပါပြီးရင်ဗီဒီယိုကို share ပြီး follow ပေးသွားကြဖို့မေတ္တာရက်ခံပါတယ်ကျေးဇူးပါ